သူ့အကြောင်းမဟုတ်ဘဲနဲ့ကိုယ့်အကြောင်းကိုယ့်ရဲ့ဆိုးကျိုးကောင်းကျိုးပျော်ရွှင်မှုတွေမပျော်ရွှင်မှုတွေကိုနားထောင်ပြီးလက်ခံပေးတတ်တဲ့သူမျိုးစီမှာသွားပြီးတော့အမြဲတမ်းရင်ဖွင့်လေးရှိတယ်။ဘေးနားမှာလည်းကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေအများကြီးရှိတယ်။ဆွေမျိုးတွေလည်းရှိချင်းရှိလိမ့်မယ်။ဒါပေမဲ့သူတကယ်အဆင်မပြေမှုတွေကောအဆင်ပြေမှုတွေကောသူ့ကိစ္စရဲ့ကြုံလာတဲ့အရာတွေကိုအဲ့ဒီသူစီမှာပဲသွားပြီးတော့ရင်ဖွင့်ပြောဆိုလေးရှိတယ်။သူတစ်ဖက်သူကလည်း open mind လေးနဲ့အမြဲတမ်းနားထောင်ပေးတတ်တယ်။ဒီလိုလူမျိုးကိုက live with an open heart ဆိုတဲ့ဖွင့်ထားတဲ့နှလုံးသားရှိသူလို့ကျမကတော့ခေါ်ဝေါ်ချင်ပါတယ်။ဒါဆိုရင်ကျမတို့ကကောဖွင့်ထားတဲ့နှလုံးသားရှိသူလားဒါမှမဟုတ်ကိုယ်ဘေးမှာဖွင့်ထားတဲ့နှလုံးသားရှိသူစီကိုသွားပြီးတော့ရင်ဖွင့်ပြောဆိုလေးရှိကြသလားဆိုတာကွန်မန့်မှာဝေမျှပေးခဲ့ပါဦးကျေးဇူးတင်ပါတယ်